အဲ့တော့ကျွန်တော်တို့အဓိကကျိုးဆွဲတယ်ဆိုတာဒီသူ့ရဲ့ဒီ basic သဘောတရားတွေကကျွန်တော်အသေးစိတ်ရှင်းပြထားတာရှိပါတယ်เนาะဒီ video file ကျွန်တော်ဒီမှာ link ပေးထားတယ်အဲ့မှာဝင်ကြည့်လို့ရတယ်ဒီနေ့ဆွေးနွေးပေးမယ့်အကြောင်းအရာကအဲ့ကျိုးရဲ့အားကိုဘယ်လိုတွက်လဲเนาะအဲ့ဒါလေးကိုကျွန်တော်ဒီနေ့ပြောပေးမှာတော့သူ့ရဲ့ basic သဘောတရားတော့ကျွန်တော်ရှေ့က video မှာပြောခဲ့တယ်လို့ပဲပေါ့เนาะဒါသူ့ရဲ့ခုံကြီးရှိမယ်ခုံရှိမယ်ဒီနေ့ညာနဲ့ရှိမယ်ပြီးတော့ရှင်ကျွန်တော်တို့ကျိုးကိုဆွဲတင်ထားမယ်ပြီးတော့မှကျွန်တော်တို့ဒီ concrete တုံးကိုလောင်းတယ်အဲ့ဒါပြီးသွားတော့မှဒီကျိုးကိုကျွန်တော်တို့ဖြတ်ချလိုက်တယ်เนาะဖြတ်ချတဲ့အချိန်မှာထုံးစံတိုင်းမဲ့ဒီ concrete ထဲမှာကျွန်တော်တို့ strike တွေဝင်သွားပြီးဒီကောင်ကြီးခုံးသွားတဲ့ခါမှာကျွန်တော်လိုချင်တဲ့ counter movement ကိုကျွန်တော်တို့ရတာเนาะဒါ engineer real basics ပေါ့เนาะအဲ့မှာအခုပြောပြရချင်တာဒီကျိုးရဲ့အားကိုဘယ်လောက်ပေးရမလဲဆိုတဲ့မိကုန်းတစ်ခုရှိတယ်နောက်ခုံတွေကကျွန်တော်ဒီမှာပုံလေးပေးထားဒါဆိုဒါကျွန်တော်တို့ precast ဘင်းတွေကိုကျွန်တော်တို့ဒါလောင်းထားတယ်ဟိုဘက်မှာကျွန်တော်ခုံရှိတယ်เนาะဒီဘက်ခုံနဲ့ဟိုဘက်ခုံနဲ့ကြားထဲမှာကျွန်တော်ဒီမှာကျိုးတွေကျွန်တော်တို့မြင်လိမ့်မယ်เนาะဒါ pre strike ကျိုးတွေကျွန်တော်တို့တင်အားပေးထားတဲ့အနေထားပါเนาะဒါဆိုဒါကျွန်တော်တို့ဒီ low realization wire เนาะဒီလိုဟာမျိုးတွေကိုကျွန်တော်တို့ပြောချင်းဖြစ်တယ်เนาะဒါသူ့ရဲ့ဒီဒါဆိုကျွန်တော် select တွေကိုဒါကျိုးမဆွဲရဒိတ်ခင်မှာတွေ့ရတယ်ပါတော့နေเนาะ concrete စလီပါတော့နေဒါယထာတန်လန်အောင်မှာထားတဲ့ကောင်เนาะဒါတွေဆိုလို့ရှိရင်ကျွန်တော်တို့ကျိုးတွေဆွဲထားတဲ့အနေထားပေါ့เนาะအဲ့ဒီကျိုးရဲ့တင်းအားဘယ်လောက်ပေးရမလဲအဲ့ဒါအရေးကြီးတယ်เนาะအဲ့ဒါကိုကျွန်တော်ဒီနေ့ share ပေးမှာဖြစ်တယ်